င်္ဂလာပါမိတ်ဆွေတို့ဒီနေ့မှာတော့ကျွန်တော်တို့စစ်တိုက်ပြီးတော့တိုက်ပွဲတွေမှာအနိုင်ရရှိသလိုရှိသလိုစစ်မတိုက်ဖ ೇನೆ အနိုင်ရရှိတဲ့အခါမှာအခုဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့နာရှုမြို့ကြီးကိုမြန်မာနိုင်ငံရဲ့အုပ်ချုပ်မှုအောက်ထဲကိုပြန်ရောက်တဲ့နေ့လို့ပြောလို့ရပါတယ်အဲ့ခါမှာလူတွေကစစ်မတိုက်ဘူးစစ်တပ်တိုက်မရှိဘဲနဲ့ရတာပုံမကောင်းဘူးလားခင်ဗျာတရားနဲ့ပတ်သက်ပြီးတော့တိုက်ပွဲတွေမှာစစ်တိုက်ပြီးတော့အနိုင်ရရှိတဲ့အခါမှာတစ်ဖက်နဲ့တစ်ဖက်ထိခိုက်နစ်နာမှုတွေအာဃာတတွေအမုန်းတရားတွေပိုများပါတယ်အခုလို့အသိဉာဏ်မြင့်တဲ့လူတွေကြတော့နားလည်မှုနဲ့ဖလှယ်တဲ့အခါမှာတစ်ဖက်လုံးမှာရှိနေတဲ့လူအရင်းမြစ်တွေအပြုံးနှီးပဲနဲ့တစ်ဖက်နဲ့တစ်ဖက်ပြပြလေလေနဲ့သူ့ရဲ့လူရင်းဆန္ဒကိုယ့်ရဲ့လူဆန္ဒကိုနှီးနှိုင်းပြီးတော့အခုလိုမျိုးနေနေတွေကိုပြန်လည်ပိုင်းခြားပြီးတော့စုခွာပေးတာတွေတက်ပြီးတော့ယူတာတွေဟာလူသားကိုစံနေလို့ကျွန်တော်ရှင်းပြပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကမ္ဘာပေါ်မှာလည်းတကယ်ကိုဒီစစ်တေနာပတိတွေဟာစစ်မတိုက်ခဲနိုင်ခဲ့တယ်ဆိုတော့အမိုင်းတွေလည်းကျွန်တော်လေ့လာဖတ်ရှုရပါတယ်အဲ့ဒီခါမှာကျွန်တော်တို့စစ်ပွဲနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့စွန်စုကဘာပြောလဲဆိုလို့ရှိရင်သွေးမြေမကြဘဲနဲ့တိုက်ပွဲနိုင်ရတာအကောင်းဆုံးရတတ်လို့ဒါတရုတ်ရဲ့ပညာရှင်ကပြောပါတယ်ဒီလိုပဲနပိုလီယန်ကဘာပြောတယ်လဲဆိုလို့ရှိရင်နပိုလီယန်နဲ့ပတ်သက်ပြီးတော့သူစစ်မတိုက်ဖဲနဲ့နိုင်ခဲ့တဲ့အကြောင်းကြီးရှိပါတယ်အဲ့ဒီစစ်မတိုက်ဖဲနဲ့နိုင်ခဲ့ရတဲ့အကြောင်းကြီးတွေကအဓိကအချက်၃ချက်လှုပ်ဝက်ချက်တွေကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ချက်စစ်ပွဲတစ်ခုကတော့အုံးစစ်ပွဲမှာနပိုလီယန်စီတက်မှုအရန်ပြန်တယ်rapid bank ဆိုတဲ့စီတက်မှုမြန်လာရဲ့ aviation of process ဆိုတဲ့ခေါ်တဲ့ view ဟာတွေခွဲပြီးတော့မှ Austria စစ်မြေပြင်ဝိုင်းထားလိုက်တဲ့အခါမှာစစ်မတိုက်ဖဲနဲ့အကုန်လုံးလက်နက်ချလိုက်ရတဲ့အနေအထားမျိုးရှိပါတယ်Austria တပ်မှုကြီး General Mack ကနပိုလီယန်တက်တီဟာမြန်မြန်ဆန်ဆန်နဲ့ဘယ်လိုရောက်လာလဲမသိပဲနဲ့သူတို့အရှုံးပေးလိုက်ရတယ်ဆိုပြီးတော့စစ်သား3000ကျော်လက်နက်ချပြီးတော့နပိုလီယန်ဟာအဲ့ဒီအုံးစစ်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်ဒါပထမနပိုလီယန်စစ်ပွဲတစ်ခုပါဒုတိယစစ်ပွဲတစ်ခုကတော့ diplomatic victory in 1814ဆိုတဲ့ဒီနိုင်ငံရေးရနိုင်တဲ့စစ်ပွဲတစ်မျိုးရှိပါတယ်အဲ့ဒါကတော့သူကဒီစစ်ဘရင်နေနဲ့နော်pressure ဘရင်နဲ့သူနှိမ့်နိုင်စစ်ဆွေးနွေးပွဲလုပ်ပြီးတော့မှတစ်ဖက်ရဲ့ရန်ကိုစစ်မတိုက်ချင်မဲနဲ့လက်နဲ့ချကျင်လာအောင်နေမြေပြန်ပေးကျင်လာအောင်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်အဲ့တော့ diplomatic victory in 1814ဆိုပြီးတော့နပိုလီယန်ဟာပြင်သစ်ကိုပြန်ဝင်တဲ့အခါမှာစစ်မတိုက်ရဘဲနဲ့